အားလုံးမင်္ဂလာပါကျွန်တော်အခုပြောပြပေးမယ့်အကြောင်းအရာကတော့ဒီစနေသားသမီးတွေရဲ့ဘဝတက်တက်တာအလုတ်ကန်ကြမှာနဲ့အလုတ်ရည်ရအကြောင်းကိုပြောကြားပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီစနေသားသမီးတွေရဲ့ဘဝတက်တက်တာအလုတ်ကန်ကြမှာကိုကြည့်တဲ့အခါကျရင်စနေသားသမီးတွေဟာသူတို့လုပ်တဲ့အလုပ်ကိုကြည့်လိုက်မှဆိုရင်သူတို့လုပ်တဲ့အလုပ်ထဲမှာဆိုရင်သူတို့ကအလုပ်ကိုအချိန်မတိကြတာခါကြရင်ပေါ့ပြက်လုပ်တာအလေးနဲ့မထားဘဲနဲ့လှုပ်ဆောင်တာတွေကြောင့်လုပ်ငန်းကိုင်ငန်းတွေဟာဆိုရင်ထင်သလောက်မအောင်မြင်တာကြံ့ကြာတာနှိကွေးတာလုပ်ငန်းနဲ့ပတ်သက်ကိစ္စတွေကြံ့ကြာနှိကွေးပြီးတော့ထင်သလောက်ဒီအကျိုးမြတ်မရတာမျိုးတွေကြုံရတတ်ပါတယ်နော်အဲ့တော့ဘာဖြစ်လဲဆိုတော့ဒီစနေသားသမီးတွေကလှုပ်တဲ့ခါမှာဒီကိုလှုပ်တဲ့လုပ်ငန်းကိုအလေးနဲ့ထားတယ်နော်နောက်ကိုလှုပ်တဲ့လုပ်ငန်းတွေကိုကိုကအချိန်တိကျတယ်အဲ့ဒီလိုမျိုးကိုပြောင်းလဲလိုက်မှဆိုရင်စေသားသမီးတွေကဘောတက်တက်တာမှာကိုယ့်ရဲ့လုပ်ငန်းတွေအောင်မြင်လာမယ်တိုးတက်လာမယ်နောက်ပြီးတော့ကိုယ့်ရဲ့လုပ်ဖို့ကိုင်ဘက်တွေကိုယ့်ရဲ့လုပ်ငန်းရှင်တွေနောက်ကိုယ့်ရဲ့တငယ်ချင်းတွေကလည်းကိုယ့်ဘောယုံကြည်လာမှာဖြစ်ပါတယ်နော်ဟုတ်ပြီအဲ့ဆိုရင်စေသားသမီးတွေကသူတို့ရဲ့ဘောတက်တက်တာမှာသူတို့ရဲ့လုပ်ငန်းတွေအောင်မြင်ဖို့ဆိုရင်လောက်ရမယ့်ရည်ရည်စီရင်လေးရှိပါတယ်အဲ့ဒါဘာလို့ရမလဲဆိုရင်စေသားသမီးတွေကဒီစနေနေ့နနက်6နာရီညနေ9နာရီခွဲကြာရောက်တာကိုယ့်အိမ်ကဖျားမှာအုတ်တညွတ်လူပေးပါနော်တကယ်လို့အုံညွတ်မရှိဘူးဆိုရင်လည်းအုတ်ယူလေးလူပေးပါနော်အဲ့ဒါအပတ်တိုင်းလူပြီးတော့အလုံးနဲ့ပတ်သက်တဲ့ကိစ္စတွေစူတောင်းပေးရမှာဖြစ်ပါတယ်အဲ့ဒီကိုလုပ်ပေးမယ်ဆိုရင်စဉ်းစားသမီးတွေကသူတို့ရဲ့ဘဝတစ်လျှောက်လုံးမှာလုပ်ငန်းကိုင်ငန်းတွေအဆင်ပြေလာမယ်အောင်မြင်လာမယ်အချိတ်ဆက်တွေမိလာမှာဖြစ်ပါတယ်အဲ့ဒါအပြင်ဒီစဉ်းစားသမီးတွေကဘာထက်လုပ်ပေးရင်ပိုအောင်မြင်လဲဆိုရင်ဒီဘုန်းကြီးကျောင်းတို့တိလရှင်ကျောင်းတို့နော်အဲ့လိုနေရာမျိုးတွေမှာဒီစွန့်ချက်ဖို့ဒဲဟိုးတို့ဒန်ဟိုးတို့နော်အဓိကတော့တင်းဝင်တန်အိုးပေါ့ဗျာဒဲဟိုးဒန်ဟိုးဒါတွေကိုလူတန်းပြမယ်ဆိုရင်စီသားသူရဲ့ဘဝတက်တာမှာလုပ်ငန်းကိုင်ငန်းတွေအဆင်ပြေအောင်မြင်ပြီးတော့လုပ်ငန်းပြက်လက်သွားတယ်ဆိုတာမျိုးကြောရမှာမဟုတ်တော့ပါဘူးတနေ့သားသမီးအားလုံးကျမ်းမှချမ်းသာကြပါစေ